ဆက်လက်ပြီးနိုင်ငံရေးပါတီများမိတ်ဆက်စီစဉ်မှာဇိုမီဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့မူဝါဒတွေအကြောင်းဆက်ပြီးရှင်းပြပေးပါမယ်ရှင်။ချင်းတိုင်းသားဆိုတဲ့နာမည်ကိုဇိုမီတိုင်းသားဆိုတဲ့နာမည်ဖြစ်ပြောင်းလဲလို့ရတယ်။ဇိုမီဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာကိုယ်စားလှယ်လောင်း12ယောက်နဲ့လာမယ့်ရွေးကောက်ပွဲကိုဝင်ရောက်ရှင်နေတော့မှာဖြစ်ပြီးရှင်ပြိုင်မဲ့သူတွေရဲ့မှာမြို့သမီးကိုယ်စားလှယ်လောင်း3ယောက်ပါပါတယ်။မြို့သားတော်ဒီလိုတော်နဲ့ဒီနေ့တော်နေရာတွေအတွက်ချင်းပြည်နယ်နဲ့စကိုင်းတိုင်းဝင်ရောက်ရှင်နေမှာဖြစ်ပါတယ်။ပါတီဥက္ကဋ္ဌကတော့သူတို့ရဲ့မူဝါဒကိုခုပြောပါတယ်။လွတ်တော်ရောက်သွားရင်မြို့မြေရဲ့ဗမာရဲ့ကချင်ရဲ့ရှမ်းရဲ့ခွဲခြားလို့သူအစကူပြုတ်တဲ့မူကိုကြည့်ပြီးတော့အဲ့ဒါကိုမဲပြင်းနေတယ်လို့ကျွန်တော်တို့ကအဲ့လိုယူဆတယ်လူမျိုးအလိုက်တွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မဲတာပေါ့ဒါနဲ့ဒီနိုင်ငံကိုတည်ထောင်တဲ့အခါမှာအဲ့လိုလူမျိုးအလိုက်လုပ်တာမဟုတ်ဘူးဥပမာလူမျိုးတရားဗမာတရားရှမ်းကတရားအချင်းကတရားဒီမူနဲ့တည်ဆောက်အဲ့ဒါကြောင့်ပုံမှန်ကြတော့လွတ်တော်ရောက်တဲ့ခါမှာလူမျိုးပဲဖြစ်ဖြစ်ကချင်ပဲဖြစ်ဖြစ်ခွဲခြားလို့မရတော့ဘူးလူကြည့်ပြီးတော့ဆုံးဖြတ်ရမယ်လို့ကျွန်တော်တို့လူမျိုးမှာဒီမူရှိတယ်ဒီအယူဆရှိတယ်ဒီအမျိုးမျိုးဒီအောင်ဆုံးမြန်မာနိုင်ငံတစ်ခုလုံးမှာအခုဖြစ်နေတာဒီမိုကရေစီနိုင်ငံဖြစ်ဖို့ဒီကိစ္စဖြစ်နေအဲ့ဒီဥစ္စာကိုကျွန်တော်တို့ဒီမှာပါတီရှိတဲ့လူတွေကပြီးနာရှိကြရဲဆိုတာတို့တို့ကိုဖြစ်လာတဲ့လူတွေဒီလိုခရစ်ယာန်ဖြစ်အောင်ဒီထောင်နိုင်လို့ဆိုတော့ရွေးကောက်ပွဲမှာနိုင်ရတယ်ဖက်ဒရယ်ပြည်အောင်စုနဲ့ကိုပြောင်းလဲဖို့ဆန္ဒရှိနေပြီးဒီမိုကရေစီအပြည့်အဝရရှိရေးအတွက်ဆောင်ရွက်သွားမယ်လို့ပြောပါတယ်ဒီရွေးကောက်ပွဲမှာကျွန်တော်တို့ပါတီအောင်မယ်ဆိုလို့ရှိရင်ပြောင်းလဲဖြစ်တယ်ဥပမာတော့ဒီလိုတော့ကိုယ်ကြီးအဓိကအဲ့ဒါဒီမိုကိုပြောပြီးတော့ပြည်တော်စုမြန်မာနိုင်ငံတော်မှာကျွန်တော်တို့ပြည်တော်စုဖွဲ့စည်းပုံဖွဲ့စည်းနည်းရဒီအမြတ်ဘူးလောလာရင်ယူတဲ့အချိန်ခါမှာဒါကိုဥတည်ယူတည်ပြီးတော့ကျွန်တော်တို့ယူတာမဟုတ်ဘူးအခုလူဖြစ်ဖို့စာချုပ်လို့မယူဘူးကျွန်တော်တို့ဒီမိုကရေစီနိုင်ငံတည်ထောင်မယ် free market တူချမယ်နောက်ပြီးတော့ကျွန်တော်တို့လည်းပဲကျွန်တော်တို့နာမည်အရင်ခောက်မခေါ်ပါဘူးဗျာကျွန်တော်တို့ရှင်းမပါဘူးရှင်းရကျွန်းတဘောဘုံမှာရတဲ့နာမည်အဲ့ဒါကြောင့်ကြာကျွန်တော်သူစားပါတီဝင်ကြီးတောင်းနှမရှိနေတဲ့လူမျိုးစုမျိုးတွေဖွဲ့ချုပ်ပါတီ2017မှာပါတီလက်ပုံရရှိခဲ့တာဖြစ်ပါတယ်တော့ကောင်းပြီဆိုတော့ဒီမှာကတည်းကဒီလိုကြီးတာဒီလိုပြေးပို့လိုက်တာပါlung nam ke pak lowa en lung dam mama e uthang en long don kip na te hang en mama ma in en hale adang khat ko chen chen thang tuma akidong mama ma khat aman jong la again no kholo chawai ni ulai tak barma gam lama kol gam lama no myanmar gam lama ka boy big mama o hi tua thing sing president thing sing ina ceasefire group to ceasefire la in mol dungni te hi tribal te to mol kilem na abo tak chiang chin state sunga om cnf ke chin national front isangam te hi male amao pen tuma abesa kum som ni sung zomi hi nga kichi zodeu zomi ve ve lakpana hi tarim tamjang lama isangam te lama ong khulum ong khel na hangina mi pi kisan the hellowi a kisan the lo manin za tu kum sungina signature campaign ke chi zogam sunga na pi ta kena cnf te na amao tulian lai ta ga kap kum pi ma akichi the teng sing government to ceasefire la dingin zogam sunga len chidingya army post chidingya khat ong dingin amao I army camp te pen I terim gam sung na ngona ong tak chiang pi no me ga kiling longin I US gam donga kilung himo ai manina deilo na thu ki ge ni ito ki sayna puchin san thangin ke ami mal thuai zongina ka ki na San Francisco nom lai takina CNF makai te nom ho chin ito ki sayna ni ai sudan CNF te din mun to ki say ei zo ni ten a thei huai wa to san dan akilom chang khat ai zongin nong don nok ke la zong ni to ki se sensitive ai chang da min ko ni na chin khát mong gen chơi đi em ạ
rim na me gen the di ma hi e wishim omlovina ulian u utrazare thangก็จึงขัดเป็นมีเพจยิงนอนก็จังนี่นะนางยันทางจังนี่นี่เยี่ยมมังเงลิก็ที่นี่เลยก็เต้นองดงนี่นะ CNF ตกพิสัยคำคุ้มนั่นเองไงจงบางไงจงนั่งไอ้ส่วนนั้นบางทียามcái đó là CNFเป็นพอคุมปีหลังปังอ่ะนู้เป็นมาตั้งอินจิเลคำกว้าว illegal association สุมาเขาเป็นกอลกำสุงะผมนี่นะกอลกำอุปดีบังอ่ะอาการตั้งมาใช่นะ ZNC Party นะตุน ZCD Party ที่โอเคก็มัน legally อ่ะเห็นโอเค legal พูดตักตะกาองลูกนาลูซิสไฟร์สุงาองด้วยมันนี่นะนู้ตกคำคุ้มดิ่งจีเป็นน้องฮีนกตักตะกุเลตุนก็คำคุ้มปีต่อท้าวลงคัดเบกยิงเล่าปีกี่คำเล่าปีนะที่คำนั้นเราคนดีที่ถูกซิสไฟร์บอลฮิวเตตัวมันอินตัวเป็นตัวบังอาบอลสวากาบอลกำสวากกูมาบังอา political party คัด register ตาน้องมุเลว่าจังนี่นะน้อง policy บังกู policy ฮิตเองเอ็กซ์พอลเทดิ้งมั้งกิพอลเทโลดิ้งกี่พอเทศเกลยงมีปีตรงอ่ะโวละดิ่งมีปีองเตลสองเป็นมีปีตัวกี่พอเทศนี่ดิโมคราซีกามาเป็น no policy ขัดอมดิ่งโค policy อมดิ่งมีปีเข็นตัดดิ่งตัวฮีตัวอมนาลุอินตัวมีปีเต้น signature campaign ของโบลาเตดิมกามา CNF เทปจุมฮอนดิ่งที่เป็นเป็นกาเลสาองเนี่ยมีอิงสมเลยลีดิบิลเวลสายอย่างเข้าสภาบูมูป่าป่าวก็เต็งกิทัดมองได้เจอนะตัวเต็งเป็นนกโจจีองไปพอดิ้งมน้องลู่ตุเลยจงแต่ละส่วนกูดิ้งอะตรงนี้มีปีลุงชิมมาตัวบางไอ้เจ้าเนี่ยก็เป็น legal full อะน้องลู่ตักตั้งมาเต็งคำคุ้มเทอมโลฮีพี่ khai lệ đừng đâu vậy tua chiang zong kitchen mama ringin ngai su ringin abana ko gam lam pana puchin sen thangin ong dong nom le zong ama I san dan hi chin ko tu lai tak chin steak sunga ka boy pi mama khato ya pung za thang ko sim tu ka ama san dan no suggestion mo advice mo bangin no pa ka boy pi mama open Mayday in Bangzang gam ding out bangun ong zangu I thai sama bangina Mayday hel te